ဒီနေ့ကျမတို့အတူတူဆွေးနွေးမယ့်အကြောင်းအရာကတော်တော်များများကြုံဖူးကြမှာကြိုတင်ပြင်ဆင်မထားဘဲနဲ့ရုတ်တရက်စကားပြောရမှာကြောက်တဲ့စိတ်ကူလေယုံကြည်မှုအဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာကိုနည်းနည်းပြောကြကြည့်အောင်ဒီတော့ကျမတို့လေ့လာထားတာကတော့ Stanford တက္ကသိုလ်ရဲ့တော်တော်နားမည်ကြီးတဲ့သင်တန်းတစ်ခုကနေရတဲ့အချက်လက်တွေပေါ့နော်မစခင်မှာဦးနောက်ကိုနည်းနည်းလေးစမ်းကြည့်ရှင်တယ်အခုဒီစကြောင်းလေးကိုတစ်ချက်ကြည့်ကြည့်F အခရာဘယ်နှလုံးတော့ပါမယ်ထင်လဲရေးကြည့်ပါလား Finished files are the result of years of scientific study combined with the experience of years အများစုကတော့3လုံးဒါမှမဟုတ်4လုံးလောက်ပဲတွေးကြတယ်တကယ်တမ်းကျတော့6လုံးတောင်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဦးနောက်က off ဆိုတဲ့စကားလုံးလေးတွေက F တွေကိုအရေးမကြီးဘူးဆိုပြီးကြော်ဖတ်သွားလို့လေအဲ့ဒါကဒီဘေးပြောမဲ့အကြောင်းအရာရဲ့အသက်ပဲဖီးယားများနေတဲ့အချိန်မှာလေအထူးသဖြင့်ချက်ချင်းစကားပြောရတော့မယ့်အချိန်မှာကျွန်တော်တို့ဦးနောက်ကအဲ့ဒီလိုပဲအရေးကြီးတဲ့အချက်တွေကိုကြော်သွားတတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးမှာကဟိုလိုမျိုးကြီးစင်ပေါ်တက်ပြီးမိန်ခွန်းအရှိကြီးတိပြောတာကိုမဟုတ်ဘူးလေနေ့စဉ်ဘဝမှာကြုံနေရတဲ့ meeting မှာရွတ်တဲ့အမေခံရတာမျိုးကိုထင်မြင်ချက်ပြောရတာမျိုးတွေပေါ့ဟုတ်တယ်ဒါမှမဟုတ်လူတစ်ယောက်ကို mix up ပေးရတာမျိုးအဲ့ဒီလိုအခြေအနေတွေမှာကြုံရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုပဲအဓိကပြောမှာပါစစ်တမ်းတဲ့အရဆိုရင်လူရှိ15ပါလောက်ကလူရှိထွက်စကားပြောရမှာစိုးရင်စိတ်ရှိကြတယ်တဲ့ဒါတော်တော်များတဲ့အရေးအတွက်ပဲနော်အဲ့ဒီစိုးရင်စိတ်ကရင်တုံတာတို့လက်ဖြားခြေဖြားအေးဆက်လာတာမျိုးတွေနဲ့ခနာကိုယ်မှာတကယ်ခံစားရတာဆိုတော့တော်တော်လေးတော့ထိန်ရခတ်တယ်အဲ့ဒီကောင်ကြီးကိုဘယ်လိုစပြီးကင်တွယ်ရမလဲအရန်ကောင်းတယ်မြေခွန်ပါအဓိကအပြောင်းလဲလို့ရမှာကစိုးရင်စိတ်ကိုအုပ်ဆဲပြဖို့မဟုတ်ပဲနဲ့ကိုကင်တွယ်တတ်ဖို့ကြိုးစားရမှာပါစိုးရင်စိတ်ကလုံးဝမကောင်းတာတော့မဟုတ်ဘူးသူကကိုလုံးနေတဲ့ကိစ္စကအရေးကြီးတယ်ဆိုတာကိုတတိပေးနေတဲ့စွမ်းရင်တစ်မျိုးပဲကားမောင်းတဲ့အခါဂီယာကိုနင်းလေတယ်လို့မျိုးလားအဲ့ဒီလိုသဘောမျိုးပဲစွမ်းရင်ကကားကိုရှေ့ရောက်စေတယ်အဓိကအဲ့ဒီစွမ်းရင်ကိုကိုတုံးလုစေမဲ့အစားကိုအားကောင်းစေတဲ့ဘက်ကိုဘယ်လိုလမ်းကြောင်းပေးမလဲဆိုတာပါပဲတကယ်တော့စကားပြောသူတရားရဲ့နံပါတ်1တာဝန်ကကိုယ်တိုင်တက်တုံတက်တာဖြစ်ဖို့မဟုတ်ဘူးပရိသတ်ကိုတက်တုံတက်တာဖြစ်စေဖို့ပါသူတို့စိတ်အေးလက်အေးဖြစ်မှကိုပြောတာကိုသူတို့နှလုံးသားထဲရောက်မှာဒါပေမဲ့အဲ့ဒီစိုးရင်စိတ်ကအရန်ပြင်းထန်လာတဲ့အခါမှာတော့ကိုအတုံးဝင်စေဖို့ထက်6ထဲဆွေးချနေတယ်လို့ပဲခြံစားရတယ်အဲ့လိုအချိန်မျိုးမှာလက်တွေ့သုံးလို့ရမယ့်နည်းလမ်းတွေရောရှိလားပါတယ်ပထမတစ်ခုကတော့စိုးရင်စိတ်ကိုနှုတ်ဆက်လိုက်ပါဆိုတော့ရင်းနဲ့တုံးလာပြီးလက်ဘဝမှာချွေးစေတဲ့ပြန်လာပြီးဆိုရင်အိုးနစိတ်လှရှားနေတာပဲဟုတ်ပြီလေဒါအရေးကြီးတဲ့ကိစ္စတစ်ခုလောက်တော့မဲ့လက္ခဏာပဲလို့ကိုအတိအမှပြုလိုက်ပါသူ့ကိုတိုက်ထုတ်မဲ့အစားလက်ခံလိုက်တာပေါ့မှန်ပါတယ်ဒီလိုကိုခံစားချက်ကိုအတိအမှပြုလိုက်တာကထိမနိုင်တိမ်မြဖြစ်သွားမဲ့စိတ်ရဲ့ရေလိုင်းကိုတားဆီးပေးတဲ့တာရမန်တစ်ခုလိုပဲဆိုရင်စိတ်ကလုံးဝပြောက်တော့မှာမဟုတ်ပေမဲ့ကိုလွှမ်းမိုးတော့တာမျိုးမဖြစ်တော့ဘူးကိုခန်းစားချက်ကိုတိုက်ထုတ်မဲ့အစားမိတ်ဆွေဖွဲ့လိုက်တဲ့သဘောမျိုးပေါ့နော်အမြင်ကိုပြောင်းလိုက်တာကစိတ်ပိုင်းဆိုင်ကပြင်ဆင်မှုပေါ့ဒုတိယနီလန်းကလည်းအမြင်ပြောင်းတာနဲ့ဆိုင်မဲ့ထင်တယ်ဟုတ်ပါတယ်ဒုတိယနီလန်းကအမြင်ကိုပြန်ချင်း reframing ပါကိုစင်ပေါ်မှာဖြော့ပြေးတင်ဆက်နေတဲ့သူစစ်စိတ်ခန့်နေတဲ့သူလို့မမြင်ဘဲနဲ့စကားဝိုင်းတစ်ခုမှာပါဝင်ဆွေးနွေးနေလေလို့သဘောထားလိုက်ပါတော့အမှန်လို့တိတိကျကျမရှိဘူးအမြင်ဖန်လည်းပဲရှိတယ်အဲ့ဒီလိုစကားဝိုင်းပုံစံဖြစ်အောင်ဘယ်လိုလုပ်လို့ရလဲဥပမာခင်ဗျားတို့ဘယ်လိုထင်လဲဆိုပြီးမေးခွန်းလေးတွေမေးတာတရားရောက်ကဒါကိုစဉ်းစားတဲ့တယ်လို့အဝေးကလူအကြောင်းပြောသလိုမပြောဘဲကျွန်တော်တို့အားလုံးဒါကိုစဉ်းစားတဲ့တယ်လို့အားလုံးကိုပါဝင်စေတဲ့စကားလုံးမျိုးသုံးတာကပို့ပြီးနှွေးထွေးစေတယ်လို့ကိုယ့်ဘော်ကဖိအားကိုလည်းအများကြီးရော့စေတယ်ဒါကငါအမားမရှိရဘူးဆိုရဲစိတ်ဖိအားကနေငါတို့အတူတူအပြေရှာကြမယ်ဆိုရဲစိတ်မျိုးကိုပြောင်းပေးလိုက်တာပဲတော်တော်လေးတက်တာတော့တယ်ဒါပေမဲ့ဒီကေတန်းစကားပြောရတော့မယ်ဆိုရင်ရင်တွေတွန်းပြီးခေါင်းထဲမှာအတွေးတွေဘလောင်စုနေလာကိုရောဘလို့ကင်တွေရမလဲအဲ့ဒါကတတိယအချက်ဖြစ်တဲ့ပြစ္စုပန်မှာနေဖို့ဆိုတာနဲ့ဆက်နေမလားတိတိကျကျပဲစိုးရင်စိတ်အများစုကငါပြောတာကိုလူတွေကြိုက်ပါမလားငါအမားလို့မိရင်ဘယ်လိုလုပ်မလဲဆိုတဲ့အနာဂတ်အကြောင်းတွေးပူတာကနေလာတာအဲ့ဒီအတွေးဆက်ဝင်ကိုဖျက်ဖို့အကောင်းဆုံးနည်းလမ်းကပြစ္စုပန်မှာအာယုံဆိုင်နေဖို့တယ်ဥပမာဘယ်လိုမျိုးလဲလျာကင်လေးစင်ခန်း3 Twister ရွတ်တာကထင်တဲ့အများကြီးအစွမ်းထက်တယ်ဒီလားဟုတ်လား Peter Piper picked the pack of pickled peppers လူမြင်နဲ့မောင်အောင်ရွတ်ဖို့ကြိုးစားနေတဲ့အချိန်မှာအနာဂတ်အတွက်ပူပန်းချိန်မရတော့ဘူးအတန်ကြောတွေကိုတွေးပူစေသလိုကွဲအာယုံကိုဒီလက်ရှိခဏလေးစီကိုဆွဲခေါ်လာပေးတယ်ကောင်းပြီ
အခုဆိုရင်စိတ်ထဲကငကားကိုနည်းနည်းထိန်းချုပ်တတ်သွားပြီစိတ်ကိုလည်းပြင်ဆင်တည်သွားပြီအခုလက်တွေ့အလက်ရောက်ပြီမီဒီမှာကိုယ်အလက်ရောက်လာပြီ spotlight ကကိုယ်စီထိုးလာပြီခေါင်းထဲမှာဘာမှမရှိဘူး blank ဖြစ်နေပြီအဲ့ဒီလိုအချိန်မှာဘာစပြောဟာမတိတဲ့အခြေအနေကနေဘယ်လိုယုံထွက်မလဲ အဲ့ဒီ blank ဖြစ်သွားတဲ့အခြေအနေကိုဖြိုးခွင်းဖို့ improvisation လို့ခေါ်တဲ့ချက်ချင်းဖန်တီးတင်ဆက်တဲ့အနုပညာကနေရလာတဲ့အဆင့်၄ဆင့်ရှိပါတယ်ပထမအဆင့်ကကိုယ်လိုင်းကိုမပိတ်တာနဲ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးရန်သူကပြည့်စက်မဟုတ်ဘူးကိုယ်တိုင်ပဲငါပြောမဲ့ idea ကအကောင်းဆုံးဖြစ်ရမယ်ငါအဖြေကအတိအကျဆုံးဖြစ်ရမယ်ဆိုတဲ့ပြီးပြေဆုံးခြင်းစိတ်ကကိုဘာမှမပြောနိုင်အောင်တောင်းထားလိုက်တာဒီကဆောင်ပုတ်လေးတစ်ခုက dare to be dull ပါတာမန်ဖြစ်ရပါစေပေါ့ dare to be dull ဆိုတာကစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့အလုံးမှာ performance review လုပ်နေတဲ့အခြေအနေမျိုးကိုတက်တဲ့ပြရမယ့်အခြေအနေမျိုးမှာတာမန်ဖြစ်ရဖို့ဆိုတာကကိုအမဲ့ကြားသွားနိုင်မလားဒီစိတ်ကိုဘယ်လို balance လုပ်ရမလဲ ဒါရန်ကောင်းတဲ့ထောက်ပြချက်ပဲ dare to be dull ဆိုတာကကိုအဖြေတွေကအမြဲတမ်းပြင့်စရာကောင်းရမယ်လို့ဆိုလိုတာမဟုတ်ဘူးအဓိကစကားစပြောဖို့ကိုခွင့်ပြုလိုက်တာစကားစဖို့အတွက်ပေါ့ ဟုတ်တယ်ပထမဆုံးထွက်လာတဲ့စကားလုံးက Shakespeare ရဲ့ကြပြတပုံလို့ဖြစ်နေစရာမလိုဘူးထာမန်စကားလုံးတစ်လုံးနဲ့စာလိုက်လို့ရတယ်အဲ့ဒီကနေမှတဖြည်းဖြည်းတိဆောက်သွားလို့ရတယ်ဒီလေ့ကျင့်ကိုရက်တန့်စေတဲ့ perfectionist ဦးနောက်ကိုလေ့ကျင့်ပေးတဲ့လေ့ကျင့်ခန်းလေးတစ်ခုရှိတယ် shout the wrong name လို့ခေါ်တယ်ကိုရှိမှရှိတဲ့ပစ္စည်းတွေကိုလက်ညှိုးထိုးပြီးသူ့နာမည်မှမဟုတ်တဲ့တခြားနာမည်တစ်ခုကိုအော်ပြောရတာဟဲ့စိတ်ဝင်စားစရာပဲဥပမာကျွန်တော်ကကွန်ပျူတာကိုငပြောသည်လို့အော်မယ်အမရှိကမိုက်ခွက်ကိုရောဘာလို့အော်မလဲကျမရှိကမိုက်ခွက်ကိုဖနက်လို့အော်မှာပေါ့ဒါတို့ထူးဆန်းမိမဲ့သဘောပေါက်သွားပြီအကောင်းဆုံးအဖြေကိုစဉ်းစားချိန်မပေးပဲချက်ချင်းတွန့်ပြန်တတ်အောင်ဦးနောက်ကိုလေ့ကျင့်ပေးလိုက်တာပဲဟုတ်ပြီကိုလန်းကိုဖွင့်ပေးပြီးဆိုရင်ဒုတိယအဆင့်ကဘာဖြစ်မလဲဒုတိယအဆင့်ကအခြေအနေကိုအခွင့်အလမ်းတစ်ခုအဖြစ်မြင်ပါကိုစကားပြောခိုင်းတာကိုစမ်းသပ်မှုတစ်ခုချင်းချောက်မှုတစ်ခုလို့မမြင်ပဲကိုအမြင်ကိုမျှဝေခွင့်ဆွေးနွေးပွဲမှာပါဝင်ခွင့်ရတဲ့အခွင့်အရေးတစ်ခုဖြစ်ရှုမြင်လိုက်ပါဒီစိတ်ထားကို yes and လို့ခေါ်တယ် yes and ဟုတ်တယ်တရားရုပ်က idea တစ်ခုပေးလိုက်ရင် no bad နဲ့ပယ်ချမျက်စာ yes and နဲ့လက်ခံပြီးအဲ့ဒီအပေါ်မှာဆက်ပြီးတိဆောက်သွားတာပါဒီ yes and ဆိုတဲ့ concept ကိုလက်တွေ့ဘဝမှာဘယ်လိုလေ့ကျင့်လို့ရမလဲစိတ်ကူးရင်လက်ဆောင်ပေးတဲ့လေ့ကျင့်ခန်းလေးနဲ့စလို့ရတယ်ကဲကျွန်တော်ညဆန်းကြည့်အောင်ကျွန်တော်ကအမကိုစိတ်ကူးရင်လက်ဆောင်ဘူးလေးတစ်ခုပေးလိုက်မယ်ဖွင့်ကြည့်လိုက်ပါအထက်မှာပါတွေ့လဲဖွင့်ကြည့်လိုက်တော့အထက်မှာတန်ချစ်တက်နေတဲ့တောတစ်ချောင်းပဲတွေ့တယ် yes and ကျွန်တော်အဲ့ဒီတန်ချစ်တက်နေတဲ့တောတစ်ချောင်းကိုလက်ဆောင်ပေးတာဘာလို့လဲဆိုတော့အမရဲ့စိတ်ထဲမှာပိတ်လောင်ထားတဲ့ idea အဟောင်းဒီရဲ့တကားကိုအဲ့ဒီတောနဲ့ဖွင့်နိုင်ဖို့အတွက်ပဲဒီလေ့ကျင့်ခန်းကဘလို့အခြေအနေမျိုးကိုမဆိုဖျားတစ်ခုလို့မမြင်ပဲပျော်စရာကောင်းတဲ့ဖန်တီးမှုတစ်ခုအဖြစ်ရှုမြင်တတ်အောင်ကူညီပေးတယ်ဒါတတုံကောင်းတဲ့လေ့ကျင့်ခန်းပဲရွတ်တရက်ဆိုတော့စဉ်းစားရတာတော့ရှိပေမဲ့ဖျားမများပဲပျော်စရာကောင်းတယ်ဟုတ်ပြီအခွင့်ရဲလို့လည်းမြင်တတ်ပြီတတိယအဆင့်ကဖြည်းဖြည်းနဲ့နားထောင်ပါတဲ့ဒါကနည်းနည်းတော့ထူးဆန်းတယ်စကားပြောဖို့အတွက်နားထောင်ရမယ်ဆိုတော့လေကျမဆိုရင်အမြဲတည်းတစ်ဖက်လူပြောနေတော့မှကို့ဘာပြန်ပြောရမလဲဆိုတော့ခေါင်းထဲမှာကြိုးစီးနေတာအဲ့တော့ तू ပြောတာတောင်တဝက်ပဲကြားတော့တယ်အဲ့ဒါလူအများစုရဲ့အဖြစ်ပဲ don't just do something stand there ဆိုတဲ့စကားပုံတစ်ခုရှိတယ်တခုခုမလုပ်ခင်ငိမ့်နေပြီးအရင်ဆုံးအခြေအနေကိုတေးသေးချာချာအကဲခတ်ပါနားထောင်ပါပြီးမှတုံးပြန်ပါဆိုတဲ့အဓိပ္ပာယ်ပါကိုပါပြောမလဲဆိုတာကိုကြိုတင်ပြင်ဆင်နေတာကိုခဏရပ်ပြီးတစ်ဖက်လူတကယ်ဘာကိုဆိုလိုချင်တာလဲသူတို့ရဲ့စကားလုံးနောက်ကခန်းစားချက်ကဘာလဲဆိုတာကိုအပြည့်အဝအာရုံစိုက်နားထောင်လိုက်ပါဒါကကိုအချိန်ဆွဲခွင့်ပေးတယ်လို့ပဲနော်ဟုတ်တယ်အချိန်ဆွဲခွင့်ပေးတယ်လို့ပိုပြီးထိရောက်တဲ့တုံ့ပြန်မှုတစ်ခုကိုလည်းပေးနိုင်စေတယ်ဒါဆိုနောက်ဆုံးဆင့်ကတော့အဲ့ဒီလိုနားထောင်ပြီးရလာတဲ့အချက်လက်တွေကိုဘယ်လိုစနစ်တကျပြန်ပြောမလဲဆိုတာနဲ့ဆိုင်မိထင်တယ်အဲ့ဒါကပုံစံခွတ် structure ကိုသုံးမှာဆိုတဲ့အချက်ပဲလားဒါပေမဲ့ပုံစံခွတ်သုံးနေဆိုတာကချက်ချင်းပြောရတဲ့အချိန်မှာအလိုကျက်ထားတယ်လို့စိတ်ရုပ်ဆန်တယ်လို့ဖက်မနေဘူးလားကိုဦးနောက်ကဘာပြောမလဲဆိုတဲ့အကြောင်းအရာကိုပဲအပြည့်အဝအာရုံစိုက်ခွင့်ရသွားတယ်ဒါကကိုချီနှောင်တာမဟုတ်ပဲပိုလွတ်လာသွားစေတာဒါဆိုရင်အဲ့လိုလွတ်လပ်စေတဲ့အသုံးဝင်တဲ့ပုံစံခွတ်တချို့ကိုဥပမာပေးလို့ရမလားအသုံးများဆုံးနဲ့အထီးရောက်ဆုံးပုံစံခွက်နှစ်ခုရှိပါတယ်
ပထမတစ်ခုကပြဿနာဖြေရှင်းချက်အကျိုးကျေးဇူး problem solution benefit ပါဥပမာအဖွဲ့ရဲ့အပတ်စဉ် meeting မှာ productivity ကျနေတဲ့အကြောင်းပြောရမယ်ဆိုပါစို့ဒီပုံစံခွက်နဲ့ဆိုရင်ပြဿနာကတော့ကျွန်တော်တို့အားလုံး email တွေရများနေပြီအလုံးမအာရုံစိုက်လို့မရတာပဲဖြေရှင်းချက်အနေနဲ့တော့ချာနေကို no email day အဖြစ်သတ်မှတ်ချီဖို့အကြံပြုချင်ပါတယ်အကျိုးကျေးဇူးကတော့အိမ်ဒီမှာအားလုံးကအနောက်ရမရှိကိုယ့်အလုပ်ကိုနည်းနည်းလုပ်ဖို့အချိန်ပိုရလာမယ် အရန်ရှင်းသွားပြီကိုယ့်အကြံဉာဏ်ကရှင်းလင်းပြီးအားကောင်းသွားတယ် ဟုတ်တယ် ဒုတိယပုံစံခွက်ကတော့ ဥမာကျမကို project အသစ်တစ်ခုကြောင့် UD ရဲ့ mixer ခိုင်တယ်ဆိုရင်ဘယ်ပုံစံခွက်ကပိုသုံးဝင်မလဲ အဲ့ဒီလိုတစ်ချိန်နေမျိုးအတွက်ဒါကဘာလဲဘာလို့အရေးကြီးလဲနောက်ဘာလို့မလဲ what so what now what ဆိုတဲ့ပုံစံခွက်ကအကောင်းဆုံးပဲကဲအဲ့ဒီ project အကြောင်းကိုဒီပုံစံနဲ့ပြောကြည့်ရအောင် what ဒီ project အသစ်ကကျွန်တော်တို့ရဲ့ customer service process ကို automate လုပ်ပေးမဲ့ software တစ်ခုပါ so what ဒါကဘာလို့အရေးကြီးလဲဆိုတော့ customer ရဲ့မေးခွန်းလေးကိုဖြေရှင်းပေးတဲ့အချိန်ကို90%လောက် short ချပေးနိုင်မှာဖြစ်လို့သူတို့ရဲ့စိတ်ကြည်နှံမှုနှုန်းကိုအများကြီးကျက်လာစေပါလိမ့်မယ် now what နောက်ဆက်နေတဲ့ engineering team ကလာမဲ့တော့ချာနေမှာ demo တစ်ခုပြပါလိမ့်မယ်အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ပါရယ် ဒီပုံစံခွက်တွေကကိုယ်စကားအတွက် GPS လင်းကျွန်းတစ်ခုလိုပဲနော်လမ်းမပြောက်တော့ဘူး တိတိကျကျပဲဒီနေ့ဆွေးနွေးခဲ့တာနေကိုပြန်ကြည့်ရင်ဒါနီးလဲနေချိပဲတင်ယူတာမဟုတ်ပဲစိနေစိတ်ထားတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တာနဲ့တူတယ်။အိုးငါစင်ပေါ်တက်ရတော့မယ်။ငါကိုစစ်တော့မယ်ဆိုတဲ့ကြောက်စိတ်ကနေကောင်းလိုက်တာငါမှမျှဝေစရာရှိတယ်။ပါဝင်ခွင့်ရပြီဆိုတဲ့စိတ်မျိုးကိုပြောင်းလိုက်တာပဲ တိတိကျကျပါပဲအရင်ဆုံးစိုးရိမ်စိတ်ဆိုတဲ့ငကားကိုမိတ်ဆွေဖွဲ့ပြီးကင်တွယ်တတ်သွားတယ်အဲ့ဒီနောက်မှာတော့ပြည့်ပြည့်စုံခြင်းစိတ်ကိုဘေးဖယ်ပြီးတာမန်ဖြစ်ရတဲ့တတိအချင်းတွေတိုင်းကိုအခွင့်အရေးလို့မြင်တဲ့မျက်လုံးတေးသေးချာချာနားထောင်တတ်တဲ့နာနောက်ဆုံးမှာကိုယ့်အထွေးတွေကိုစနစ်တကျဖြစ်စီမဲ့ပုံစံခွက်ဆိုတဲ့လက်နက်တွေနဲ့ကိုတက်ဆင်လိုက်တာပါပဲ ။ဒီအရေးချင်းတွေကကြွက်သားတစ်ခုလိုပဲလက်ချင်းလေးပိုကောင်းလေးဆိုတဲ့သဘောပေါ့နော် ဟုတ်ပါတယ်ဒီနေ့တီးသွားတဲ့ချက်တွေကိုသိယုံနဲ့မလုံလောက်ဘူးနေ့စဉ်ဘဝမှာအခွင့်အရေးသေးသေးလေးတွေမှာစမ်းသုံးကြည့်ရမယ် ။ဥပမာသူငယ်ချင်းတယောက်ကိုရုပ်ရှင်အကြောင်းပြန်ပြောပြလာမျိုးတော့ ဟုတ်တယ်မီဒီယာမှာမေမိုမျိုးကိုဗီတာမျိုးမှာဒီပုံစံခွက်လေးတွေကိုတတိတရသုံးကြည့်ပါလေ့ကျင့်မှုများလာတဲ့နေရာဒါတွေကကိုယ့်ရဲ့ဒုတိယသဘာဝလို့ဖက်လာပါလိမ့်မယ်နောက်ဆုံးဒီနေ့နားတောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်မူရေးရင်းပစ်ထဲမှာသတင်းသမားတယောက်ကမီဒီယာတင်တန်းတက်ထားတဲ့နိုင်ငံရေးသမားတွေစီကအပေါ်ရန်အဖြေမဟုတ်တဲ့တကယ့်အဖြေမှရဖို့ဘလို့မေးရမလဲလို့မေးတဲ့အခါမှာတင်တန်းပေးသူကဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုထပ်ခါမေးတာဒါမှမဟုတ်အကြံတောင်းတဲ့ပုံစံနဲ့မေးတာကထိရောက်တယ်လို့ဖြေထားပါတယ်ဒါကကျွန်တော်အားလုံးအတွက်မေးခွန်းတစ်ခုထုတ်စေတယ်ကိုပိုင်စကားပြောဆိုမှုတွေမှာတော့ပထမဆုံးရတဲ့အဖြေမှာပဲကျင်းပ်ပြီးရက်လိုက်သလားဒါမှမဟုတ်ပိုပြီးယူသားပြီးအတွင်းကြလဲတွန့်ရမှုတစ်ခုရဖို့ညဉ့်ညံ့တာနဲ့နောက်တစ်ဆင့်ထပ်ပြီးမြင်မြန်တတ်ပါသလား